Everywhere Sarah channel လေးနဲ့ပြောကြဆိုလိုက်ပါရှင်ဒီနေ့မှာတော့ Sarah ရဲ့ YouTube channel ပေါ်နော်မီခုမှလေးတွေကိုအပြပြပေးမယ်နောက်တစ်ခုကကြတော့ဒီပေါ်နော်အခန်းလေးတစ်ခု ID လေးနဲ့တော့ပြပေးသွားမှာဖြစ်ပါရှင်အဲဆိုရင် Sarah နဲ့တူတူ video လေးကိုဆက်လိုက်ကြအောင်ဒီမှာတစ်ခုကကြတော့ Lina ရဲ့တနေ့တာတွေမှာပေါ့နော်အဲ့ဒါကြတော့အပြရပြန်ပြန်လို့ပါဟုတ် idol တဲ့I told you that I have a Jesus young to my natural litake as a pima one to account to cool a bit. Now look how I bought she's up your mount and palum de no. My did no, it is my shit. And I know so Aline, the Kenya one on Mikuna Sobia, Tareki, Cabuno, the guy and detail me so no, in the land is all by shit. I never tell did I may give me some message no, in the land is all mobile. Not to a chase on the video look with aအပြည့်လူပါရှင်အပြည့်လူပါလို့ပြောထားပါတယ်အဲ့လေကကြတော့ဘောနော်မီဒီခေတ်ကချိတ်ဆော့နေလို့မရပါဘူးအဲ့ကြောင့်မို့လဲတောင်းမှမှာချိတ်ဆော့နေရပေါ့နော်ချိတ်ဆော့နေဆိုပြီး YouTube မှာရိုက်ပြီးတော့ရှာလိုက်ရတယ်ပေါ့နော်အဲ့ချင်းနေပေါ့နော်ရှောက်လုပ်ထားတယ်လေပေါ့နော်အဲ့တော့မရပါဘူးနောက်တစ်ခု comment လေးတွေထပ်ပြန်ပါမယ်နော်နောက်တစ်ခုကကြတော့ဒီဘက်မှာပါဒီနာဒီနေတာလေးမှာပေါ့နော်အဲ့ဒီအိမ်ကပေါ့နော်အဲ့ဒါတော့အပီပြန်ပြီးပါပြီအဲ့ဒါကြီးကတော့အပီပြန်ပြီးသားရေပေါ့နော်နောက်တစ်ခုပြပါမယ်ဘာချတော့ဖဖက်တီးပြောကြီးကိုခုံကြရအောင်ဆိုတဲ့ဟာလေးပေါ့နော် champ ဆိုတဲ့ဟာလေးပါအဲ့ဒါကြတော့မမအသက်ဘလောက်လဲအဲ့အကောင့်လေးကိုကြတော့မီဒီပေါ့နော် subscriber 1k ပြည့်အားလုံးကိုအစုတင်ပေးပါမယ်ရှင်မမထမင်းစားနေလေးပြောပြပါလား sorry ပါရှင်ဘာလို့လဲဆိုတော့မီးပေါ့နော်နောက်တော့မှအခုချိန်ရမှာအားအဲ့ဒါကြောင့်မရပါဘူးမမအဲ့အန်ဂျီလာတဲ့အဲ့ဒါဆိုရင်အန်ဂျီပြောပြပါတဲ့စပြန်ပါရှင်တဲ့အဲ့လိုပြောထားဆိုရင်ဟာလေးကကြောင့်မီးကအန်ဂျီရကြဆရာမှာပေါ့နော် save ပဲစိတ်ထားတာမလို့အန်ဂျီလေးကိုနောက်တော့မှရှာပြပါမယ်ရှင်အဲ့ဒါကြောင့်မလို့လေနောက်တစ်ပတ်လောက်မှပဲတင်နိုင်ပါမယ်ဗီဒီယိုလေးရပေါ့နော်အပီပြားရဟာလေးရှိသေးလားမသိခုနလေးပါကိုချာတော့ subscribe မှာအဒီအကောင့်ဝင်ကြီးကကျတော့အကောင့်ဖောက်လို့မရဘူးတဲ့ဘာဖြစ်လို့လဲမသိဘူးပေါ့နော်မြေတို့ကတော့အကောင့်ဖောက်လို့ရတယ်သူဒါမှမဟုတ်ရင်ကိုအင်တာနက်မရောက်လို့လားမသိဘူးပေါ့နော်မြေတို့ကတော့အင်တာနက်နဲ့လောက်ရတာဖြစ်ပါတယ်အင်တာနက်ရေမြေလုတ်ပြထားတဲ့အတိုင်းလေးလုံးလန်ရပါရဲ့ရှင်နော်နောက်တစ်ခုကျတော့နောက်တစ်ခုဟာလေးကိုပြန်ပေးပါမယ်ခဏလေးပါမမရခဲရောင်လေးသွားပြပေးပါနော်အခုမှတွေးမိရပေါ့နော်ဟုတ်ကဲ့ပါအန်ဂီလီနဲ့မီသွားပြပေးပါမယ်ရှင်အဲ့ဒါနောက်တော့မှပြပြမယ်ပေါ့နော်အဲ့ဒါမီလဲကိုမနေမကြည့်ပြတာမလို့တောင်းမှမာတယ်နော်ကဲဒါလေးကတော့ကိုမပြန်ပြီးဆိုတော့အခန်းဆိုတော့ကပေါ့နော်ဒီလောက်ပါပဲနောက်ထပ်အခန်းလေးရနောက်တော့မှပြပြပေးပါမယ်နည်းနည်းဖြားချင်တယ်လို့ဖြစ်နေလို့ပါရှင်အတန်လေးဒီနေ့မှဝင်နေရဆိုတော့တောင်းမှမာရဲ့အဲ့ဆိုရင်အားလုံးပဲပဲမှရှာအားလုံးကိုချစ်ပါတယ်